အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ကိုစောင်းလိုက်ရဲ့အချစ်ကအမားဆိုတဲ့အချင်းလေးကိုစုကြည့်ကြပါတယ်ဂျန်နေလေးတဲ့ဘဝခီးတွေကိုတယောက်တည်းတော့မတော်တော့ပါမင်းလိုက်နိုင်လားကွာချင်းချင်းလူညောပန်ကြတာကိုမျိုးလေးနဲ့ဘဝတစ်ခွေမှာတို့နှစ်ယောက်တူခွဲခွာမာနာချင်များအကုန်လုံးမင်းတို့ငါလည်းယူတော့မင်းချစ်ရာဆုံးဖြတ်ချင်မောနောက်ဆုံးပြောဖို့ဆုံးခုနေရွေးချယ်ပေးပါဒီဘဝကမာနေလားဂျန်နေလေးတဲ့နာကတွေကိုတယောက်တည်းတော့မဖြစ်တော့ပါမင်းလိုက်နိုင်လားကွာချင်းချင်းလူညောပန်ကြတာကိုမျိုးလေးနဲ့ဘဝတစ်ခွေမှာတို့နှစ်ယောက်တူခွဲခွာမာလာချင်များကုန်လုံးမင်းတို့ငါလည်းယူတော့မင်းကလေးရာကိုဒီတတဲ့မေချစ်ကိုဖြစ်နိုင်မှန်းသိရနဲ့လိုချင်ခဲ့တဲ့ကိုမလာခွေမာနီလာချင်များကိုလုံးမင်းတို့ငါလည်းယူတော့မင်းချစ်ရာဆုံးဖြတ်ချင်မောနောက်ဆုံးပြောဖို့ဆုံးခုနေချစ်ပေးပါဒီဘဝကမာနေလားအားလုံးကျေးဇူးအများကြီးတင်ပါတယ်